အကယ်၍အချင်းဆိုတာလူတိုင်းအတွက်တူညီတဲ့နှုံးနဲ့မစည်းစင်းဘူးဆိုရင်ဘလို့ဖြစ်မလဲတခြားကျူဘော်ကတနာကြီးကကဘာပေါ်မှာနှစ်ပေါင်းများစွာနဲ့ညီမျှနေမယ်ဆိုရင်ရောဒါဟာဒါရိုက်တာခရစ္စတိုဖာနိုလန်ရဲ့စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် Interstellar ပဲဖြစ်ပါတယ်ဒီရုပ်ရှင်ဟာကျွန်တော်တို့ကိုကြေရာတာတွေရဲ့အလုံး wormhole လို့ခေါ်တဲ့အာကာသလမ်းကြောင်းတွေခြားကတဆင့်အချိန်နဲ့ဟင်းလင်းပြင်ရဲ့လျှို့ဝှက်ချက်တွေစီခေါ်ဆောင်သွားမှာပါအခုကျွန်တော်တို့10မိနစ်စာဗီဒီယိုအတွင်းမှာပဲပျက်စီးလို့နေပါကဘာမီကနေစัจ java လာရဲ့အဝေးဆုံးစီကိုသွားမယ်ဒီခရီးစဉ်ကြီးအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့အသင့်ပြင်ထားကြပါတော့မဝီးတော့တဲ့အနာဂတ်မှာကဘာမီဟာလူသားတွေနေထိုင်လို့မရတော့တဲ့အခြေအနေကိုတဖြည်းဖြည်းရောက်ရှိလာပါတယ်ဒီနံတွေဟာတမျိုးပြီးတမျိုးပျက်စီးကုန်ပြီးဖုံမှုမုန်တိုင်းတွေကလည်းမရက်မနာတိုက်ခတ်နေတာကြောင့်လူသားမျိုးတွေဟာမျိုးတုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီအရင်းမြစ်တွေရှားပါလာတဲ့ဒီကာလမှာ NASA ရဲ့အာကာသယာဉ်မှူးဟောင်းကူပါဟာသူ့ရဲ့သားတော်နဲ့10နှစ်အရွယ်သမီးလေးမာဖီတို့နဲ့အတူလေသမားဘဝနဲ့အခြေခံကြရှင်သန်နေရပါတယ်သမီးလေးမာဖီကသူတို့အိမ်မှာစာအုပ်တွေအလူအလျောက်ပြုတ်ကြတာဖုံးမှုတွေပေါ်မှာထူးဆန်းတဲ့ပုံစံတွေနဲ့လျှို့ဝှက်စာတွေထားခဲ့တာမျိုးလုပ်နေတယ်တရေတကောင်ရှိတယ်လို့ယုံကြည်နေပါတယ်ကူပါကဒါကိုအစပိုင်းမှာခလီးတယောက်ရဲ့စိတ်ကူးရင်မှုလို့ထင်ပေမဲ့တနေ့မှာတော့အဲ့ဒီဖုံမုံတွေကမြေပုံတီနီယာပြကုတ်နံပါတ်တွေဖြစ်နေတာကိုအံ့ဩဖွယ်သိလိုက်ရပါတယ်အဲ့ဒီတီနီယာနောက်ကိုလိုက်သွားတဲ့အခါမှာတော့ Professor Brand ဦးဆောင်တဲ့လျှို့ဝှက် NASA စခန်းကိုရောက်သွားပါတော့တယ်Professor ကကဘာမီဟာတီးဆုံးနေပြီဖြစ်ကြောင်းနဲ့လူသားတွေကိုကယ်တင်ဖို့အတွက်ခြေရာယာတွေကြားမှာအိမ်အသစ်ရှာဖို့တခုတည်းသောနီလန်ရှိတော်ကြောင်းရှင်းပြပါတယ်။ NASA ဟာစနေဂျိုအနီးမှာဟျူဝက်အသိဉာဏ်တစ်ခုကလာထားပြီးတဲ့ wormhole တစ်ခုကိုရှာတွေ့ထားပြီးအဲ့ဒီလမ်းကြောင်းကနေတဆင့်နေထိုင်လို့ရနိုင်တဲ့ဂျိုတစ်တွေရှိရာတခြား galaxy တစ်ခုစီကိုသွားနိုင်မှာဖြစ်ပါတယ်။အရင်ကအာကာသယာဉ်မှုတွေတွားခဲ့ဘူးပေမဲ့အခုတော့ဂျို၃လုံးပဲမျှော်လင့်ချက်ရှိပါတော့တယ်။ဒါကြောင့်ကူပါကို endurance အာကာသယာဉ်ကိုမောင်းနေပြီးအဲ့ဒီဂျိုတွေကိုတွားရောက်စူးစမ်းဖို့တောင်းဆိုပါတယ်။ဒါဟာသူ့သားသမီးတွေကိုထာဝရထားခဲ့ရနိုင်တဲ့ခရီးဖြစ်တာကြောင့်မာဖီကငူယိုတားဆီးပေမဲ့လေကူပါဟာတာဝန်နဲ့မိသားစုမြစ်တာကြားမှာခက်ခဲစွာဆုံးဖြတ်ပြီးထွက်ခွာခဲ့ပါတယ်။ endurance ရင်ပေါ်မှာကူပါနဲ့အတူ Brand ရဲ့သမီးအမီလီယာသိပ္ပံပညာရှင် Romilly Doyle နဲ့စရုပ် Tas Case တို့ပါဝင်ပါတယ်။သူတို့ရဲ့ပထမဆုံးပန်းနိုင်ကတော့ Miller ဂျူဖြစ်ပြီးအဲ့ဒီဂျူက Gargantua လို့ခေါ်တဲ့အလွန်ကြီးမားတဲ့ black hole ရဲ့ဘေးမှာရှိနေပါတယ်။အဲ့ဒီမှာဆွေးငင်အားပြင်းထန်လွန်းတာကြောင့်အချိန်တွေကအရန်နှီးနေပြီးအဲ့ဒီမှာကုံဆုံးတဲ့တနာကြီးဟာကဘာပေါ်မှာ9နှစ်နဲ့ညီမျှပါတယ်။သူတို့ဂျိုးပေါ်ဆင်းတဲ့အခါမထီမထားတဲ့တောင်ကူးတံရီလိုင်းကြီးတွေနဲ့ကြုံတွေ့ရပြီးဒွိုင်းတိတ်ဆုံးသွားခဲ့တယ်လို့ရင်ပေါ်ပြန်ရောက်ဖို့လေအချိန်တွေကြန့်ကြာသွားခဲ့ပါတယ်။သူတို့မိနစ်အနည်းငယ်အတွင်းရင်ပေါ်ပြန်ရောက်လာတဲ့အချိန်မှာ endurance ပေါ်မှာကြံခဲ့တဲ့ Romilly ကတော့နှစ်ပေါင်း23နှစ်တောင်စောင့်ဆိုင်ရင်အဖိုးကြီးတစ်ယောက်ဖြစ်နေပါပြီ။ကူပါဟာကဘာပေါ်ကသူ့သားသမီးတွေစီကပို့ထားတဲ့ဗီဒီယိုတွေကိုကြည့်ရင်သူတို့ဟာသူ့မပါပဲအရွယ်ရောက်လာကြတာကိုမြင်တွေ့ပြီးယူကျုံမရဝမ်းနေခဲ့ရပါတယ်။တစ်ဖက်မှာလည်းကဘာပေါ်ကမာဖီဟာလူကြီးဖြစ်လာပြီး Professor Brand နဲ့အတူလူသားတွေကိုကယ်ထုတ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ Professor ကဘာပေါ်ကလူတွေကိုကယ်တင်ဖို့အစီအစဉ်မရှိပဲလူသားမျိုးဥတွေနဲ့သာဂျိုတင်မှာအခြေချဖို့ Plan B ကိုပဲအစကတည်းကကြံစီထားမှမာဖီတိသွားတဲ့အခါတစ္ဆာဖောက်ခံရတယ်လို့ခံစားလိုက်ရပါတယ်။မာဖီဟာစိတ်ပြက်ဝမ်းနည်းစွာနေပဲသူမရဲ့ဖခင်ကူပါစီကိုအဖေကျမတို့ကိုအလကားပဲထားခဲ့တာလားဆိုတဲ့စိတ်ထိခိုက်စရာ message ကိုပို့လိုက်ပါတယ်။ကူပါတယောက်စိတ်ထကြွားပြီးမယ်လေခရီးစဉ်ကိုစပ်ဖို့ကလွယ်လို့တခြားနည်းလမ်းမရှိပါဘူး။သူတို့အဖွဲ့ဟာဒုတိယဂျူဖြစ်တဲ့ Man ဂျူကိုရောက်တဲ့အခါမှာလေအာကာသယာဉ်မှူး Dr. Man ကသူ့ကယ်တင်ခံရဖို့အတွက် data အမှားတွေလင်ညာပေးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ Man ဟာကူပါကိုတတ်ဖို့ကြိုးစားပြီးအာကာသယာဉ်ကိုလူယူဖို့လှုပ်စင်မှာပောက်ကွဲမှုဖြစ်ပြီး endurance ရဲ့အစိတ်အပိုင်းအချို့ပျက်စီးသွားပါတယ်။ဒါကိုကူပါကအရှိန်ပြင်းပြင်းလဲပတ်နေတဲ့ရင်နဲ့ချိတ်ဆက်နိုင်ဖို့အသေးအားစရာကောင်းအောင်မောင်းနှင်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။လောင်စာမရှိတော့တဲ့အတွက်ကူပါဟာအမီလီယာလွတ်မြောက်ဖို့အတွက်သူ့ကိုယ်သူစတီးပြီး black hole ကားခင်းကျူဝါတဲ့ကိုခုန်ဆင်းလိုက်ပါတယ်။ black hole ထဲမှာ
ကူပါဟာငါးဘက်မြင်အတိုင်းတာရှိတဲ့ Tesseract ထဲကိုရောက်သွားပြီးအတိတ်ကမာဖီရဲ့အခန်းကိုအချိန်အသီးသီးကနေမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီမှာသူဟာတရေအဖြစ်နဲ့အတိတ်ကမာဖီကိုတင်ကီတာတွေပေးခဲ့တာဖြစ်ကြောင်းသိရှိသွားပြီးကဘာမြေကိုကဲတင်နိုင်မဲ့ data တွေကိုမာဖီရဲ့လက်ပတ်နာရီကတဆင့် Morse code နဲ့ပို့ပေးလိုက်ပါတယ်။မာဖီကအဲ့ဒီ data တွေကိုသုံးပြီးကဘာပေါ်ကလူတွေကိုအာကာသစခန်းစီရွှေ့ပြောင်းနိုင်တဲ့နီလန်းကိုရှာဖွေတွေ့ရှိသွားပါတယ်။အချိန်ကြီးအများကြီးကုံဆုံးသွားပြီးနောက်မှာကူပါကိုစနေဂျိုအနီးမှာပြန်လဲကေ့စေနိုင်ခဲ့ပြီးအဖွားအိုကြီးဖြစ်နေပြီဖြစ်တဲ့သူ့သမီးမာဖီနဲ့ခဏတာပြန်လဲဆုံတွေ့ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကူပါဟာအခြားဂျိုတစ်ခုမှာတယောက်တည်းကြံနေခဲ့တဲ့အမေလီယာဘရန်ကိုတွားရှာဖို့အတွက်နောက်ထပ်အာကာသခရီးစဉ်တစ်ခုကိုစတင်လိုက်ပါတော့တယ်။ဒါဟာချစ်ချင်းမြတ်တာဟာ dress ဝင်းအားလိုပဲအချိန်နဲ့အာကာသကိုကြော်လွန်နိုင်နေဆိုတာကိုပြသသွားတာပဲဖြစ်ပါတယ်။ Murphy solved the gravity equation, saving the remaining people on Earth. Cooper should have died, but something or someone saved him and returned him to Saturn. Was this fate, time paradox, or proof that love, like gravity, transcends time and space? If you enjoyed this